TikTok မှာ Lionel Messi လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုပြီးပြပေးပါတယ်။ပြီးတော့ TikTok မှာလာမီယာမာလို့ရိုက်ရှာရင် TikTok ကခင်ဗျာကို Messi အသေးစားလေးဆိုပြီးပြပေးပါတယ်။ N'Golo Kante လို့ရိုက်ရှာတဲ့အခါမှာတော့ TikTok ကခင်ဗျာကိုအတော်ဆုံးအနှင်းချဆုံးဘောလုံးသမားဆိုပြီးပြပေးပါတယ်။အကယ်၍ TikTok မှာ Erling Haaland လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုဂိုးသွင်းစိတ်ရုပ်ဆိုပြီးပြပေးပါတယ်။ပြီးတော့ Joao Felix လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုအမြဲတမ်းအငှားထွက်နေသူဆိုပြီးပြပေးပါတယ်။ပြီးတော့ TikTok မှာ Paul Pogba လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုစမ်းပြတဲ့စံပင်စတိုင်းများဆိုပြီးပြပေးပါတယ်။အကယ်၍ Harry Maguire လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုအမြဲတမ်းဖြစ်တင်ညီးညူနေသူဆိုပြီးပြပေးပါတယ်။အကယ်၍ TikTok မှာ Vinicius Junior လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုအမြဲတမ်းဖြစ်တင်ညီးညူနေသူဆိုပြီးပြပေးပါတယ်။အကယ်၍ Bruno Fernandes လို့ရိုက်ရှာရင် TikTok ကခင်ဗျာကို Man United ရဲ့အသက်သွေးကြောဆိုပြီးပြပေးပါတယ်။အကယ်၍ TikTok မှာ Pedri Gonzalez လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုအကောင်းဆုံးကွင်းလယ်လို့ဆိုပြီးပြပေးပါတယ်။ပြီးတော့ Neymar Junior လို့ရိုက်ရှာရင်တော့ဘောလုံးဆွဲပြေးရမှာဘယင်းဆိုပြီးပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။ပြီးတော့ TikTok မှာ Sergio Ramos လို့ရိုက်ရှာရင် TikTok ကခင်ဗျာကိုအနီးကပ်အများဆုံးရတဲ့ဆရာကြီးဆိုပြီးပြပေးပါတယ်။ဒါပေမဲ့အကယ်၍ခင်ဗျာက TikTok မှာ The GOAT လို့ရိုက်ရှာရင် TikTok ကဘယ်သူကိုပြပေးလိမ့်မလဲလို့ခင်ဗျာချင်းပါတယ်လေ။ခင်ဗျာရဲ့ဘောလုံးဘဟုတုတကိုပြသတဲ့အနေနဲ့သူ့ရဲ့နာမည်ကို comment မှာရေးပေးခဲ့ပါအောင်။